ဖြစ်တယ်ဗျဟိုတော့ကျွန်တော်တို့ပတ်တန်လေးနဲ့ရင်စမယ်โอเค KOL event ကြီးကတလာပိုင်း30ရက်နေ့ကစလာမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့လှည့်စရာမလိုသေးဘူးဗျဘယ်နေ့မှလှည့်ရမလဲဆိုရင်2လပိုင်း6ရက်နေ့မှာကျွန်တော်တို့ free တုံငင် phase 1ရောက်ရှိလာမှာဖြစ်တယ်ဗျ2လပိုင်း6ရက်နေ့မှာကျွန်တော်တို့ free တုံငင် phase 1လာမယ်โอเค free တုံငင် phase 1လာတဲ့အချိန်မှာကျွန်တော် weekly bet 3 bet ထည့်မယ်ထည့်ပြီးလို့ရှိရင်ကျွန်တော် diamond 132လုံး short ဈေးပေးထားတယ်ပေါ့နော်သူကနေ့စဉ် short ဈေးပေါ့ဗျโอเคအဲ့ဒါလေးနဲ့ကျွန်တော်တို့တစ်ချိန်လှည့်လိုက်မယ်ဗျလှည့်ပြီးလို့ရှိရင်ထက်လဲစရာတော့မလိုဘူးကျွန်တော်တို့တွေ2လပိုင်း9ရက်နေ့ရောက်ပြီဆိုရင်နောက်ထပ်ပေါ့နော်တစ်ကြိမ်ဒိုင်းမွန်းနဲ့ရှော်စည်းထက်ပြီးတော့လှည့်လိုက်ဗျ daily ရှော်စည်းနဲ့ပေါ့ဗျာဟိုအဲ့လိုလှည့်မှဆိုရင်ကျွန်တော်တို့တွေ free တုံက16ကရရတယ်ဆိုစုစုပေါင်းကျွန်တော်18ကြိမ်ထိရှိသွားပြီဗျအဲ့ဒီကနေကျွန်တော်တို့တွေနောက်ထပ်တစ်ကြိမ်မှမလှည့်နဲ့ဗျ wiki bag ကရတဲ့ဒိုင်းမွန်းလေး20နေ့စဉ်ဝင်စားမယ်ပြီးပြီဆိုရင်ကျွန်တော်တို့တွေ2လပိုင်း73ရက်နေ့မှာ free တုံငယ် free 2လာမယ်ပေါ့နော် free တုံငယ် free 2လာရဲ့အခါမှာလဲ free တုံငယ် free 1တော့လိုပဲလုံမယ်ကျွန်တော်တို့တွေတစ်ကြိမ် daily short ဈေးနဲ့လှည့်မယ်โอเคအဲ့လိုပဲ73ရက်နေ့မှာတစ်ကြိမ်လှည့်ပြီးတဲ့အခါမှာ free တုံငယ် free 2ပေါ့နော်ဒုတိယရက်14ရက်နေ့ရောက်ပြီဆိုရင်ကျွန်တော်တို့တွေနောက်ထပ် daily short ဈေးနဲ့တစ်ကြိမ်ထက်လှည့်မယ်ဒါဆိုရင် free တုံငယ်ကနောက်ထပ်16ကပ်ပါထည့်ရမယ်စုစုပေါင်းအကြိမ်ရင်းနဲ့36ကြိမ်ထိထိရရှိသွားပြီပဲဖြစ်တယ်ဗျဒါဆိုရင်ကျွန်တော်တို့တွေစုစုပေါင်း wiki bet အနေနဲ့ဘယ်နှပတ်ကုန်ပြီလဲဆို free တုံငယ် free 1မှာ3ကပ် free တုံငယ် free 2မှာ3ကပ်ဆိုတော့ကျွန်တော်တို့တွေ6ကပ်ကုန်ပြီပေါ့နော်36ကြိမ်ရှိသွားပြီဗျโอเคကြားတဲ့ကျွန်တော်တို့တွေအလကားရတဲ့ mission တွေကနေပြီးတော့ free တုံဝင်တွေရအောင်မယ်ဒါတွေကိုတော့ကျွန်တော်ထည့်တော့တွက်မပြတော့ဘူးပေါ့နော်โอเคသူကသူအလကားပေးပြီးမပေးဘူးလားကျွန်တော်တို့နဲ့မဆိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့ထည့်တော့တွက်မပြတော့ဘူးဗျโอเคကျွန်တော်တို့တွေကဒီ wiki bet ကရတဲ့ diamond အနေနဲ့ကျွန်တော်တို့တွေတရက်ကို20ဝင်းစားပြီးတော့ပေါ့နော်ကို့မှာ diamond 132လုံးပြည့်ပြီဆိုတော့ねတခါလေးတန်းပြီးတစ်ချိန်ထည့်လဲမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်4ချိန်မလဲရနဲ့အချိန်40ရောက်ပြီဗျအချိန်40ဆိုလို့ရှိရင်ကျွန်တော်တို့တွေ KOS skin တကောင်ကိုတော်တော်များများရကြပြီပေါ့နော်တကယ်ကန်ဆိုးပြီးတော့ KOS skin ကိုအချိန်50အထိသွားတဲ့လူတွေကြတော့ကိုယ့်အကို diamond ဖြည့်ပြီးတော့ထက်ပြီးတော့တီးလိုက်တော့ပေါ့နော် diamond ဘယ်လိုဖြည့်ရမလဲဆိုရင်ကျွန်တော်တို့တွေအကောင်းဆုံးကကြတော့ဒီ weekly bet ထဲရိုးရိုး diamond ပေါ့နော်ဒါပဲ diamond တွေ